ကချင်ပြည်နယ်တနိုင်းမြို့ကဖုံးတော်ကြီးကျောင်းပိုင်း6ဘိန်းရင်တစီဟာမန္တလေးမြို့မှာရင်တက်တန်းတိုးပြီးအပြန်လမ်းမှာတိမ်မောက်ခဲ့တာကြောင့်တန်ဃာတော်2ပါးအပါအဝင်စုစုပေါင်း4ဦးနေရာတင်သေဆုံးခဲ့တဲ့ဝမ်းနည်းစရာတည်င်းတစ်ခုဇွန်လ9ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ခရီးဝေးမောင်းနှင်သူတွေတတိပြုမိစေဖို့အတွက်ဒီဖြစ်စဉ်အသေးစိတ်ကိုအခုပဲတင်ဆက်ပေးလိုက်ပါတယ်။မင်္ဂလာပါခင်ဗျာရွှေပြည်နျူးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မန္တလေးမြစ်ကြီးနားပြည်တောင်စုလမ်းမကြီးပေါ်မှာအခုလိုမိုးတွင်းကာလမှာရင်မတော်တဆမှုတွေခဏခဏဖြစ်ပွားလေးရှိပါတယ်။အခုလဲတနိုင်းမြို့ကနေမန္တလေးကိုကားလိုင်းစဉ်တက်တန်းသွားတို့ပြီးအပြန်မှာဘရိတ်ပေါက်ပြီးကမ်းပါးကိုတိုက်မိရာကနေလူအကုန်တေဆုံးခဲ့ရတဲ့အထိပြင်းထန်တဲ့ဖြစ်ရတဲ့ခုကြားသိခဲ့ရပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့နေ့လယ်3နာရီဝန်းကျင်မှာပါ။ကချင်ပြည်နယ်တနိုင်းမြို့တာယာရွှေပြည်ဖုံးတော်ကြီးကျောင်းကတဲကြောက်တဲ့6ဘိန်းခေါင်းတို့ရင်ဟာမန္တလေးမှာလိုင်းစဉ်တက်တန်းတိုးပြီးတနိုင်းကိုပြန်လာခဲ့ပါတယ်။မြစ်ကြီးနားမန္တလေးပြည်တောင်စုလမ်းမကြီးပေါ်ကတွင်းငယ်ရွာမရောက်ခင်ကြောက်ခွဲရွာနဲ့2မိုင်အကွာအတက်အစင်းများတဲ့ကုန်းအစင်းတစ်ခုအရောက်မှာတော့အရှိန်မထိန်နိုင်ပဲဖြစ်ပွားခဲ့တာပါ။ဒေတာခန်တွေရဲ့ပြောပြချက်အရအဓိကဟာကုန်းအစင်းမှာဘရိတ်ပေါက်သွားတာလို့သိရပါတယ်။အရှိန်ပြင်းပြင်းနဲ့ဆင်းလာတဲ့ကားဟာလမ်းဘေးကကမ်းပါးနေရန်ကိုအရှိန်နဲ့ဝင်တိုက်မိပြီးနောက်မှာတော့ဘောလုံးတစ်လုံးလိုပဲတောင်အောက်ကိုလိမ့်ဆင်းသွားခဲ့ပါတယ်။ကားတစ်စီးလုံးဟာဘေးတစ်စောင်းလိမ့်ဆင်းသွားခဲ့တာကြောင့်ကားပေါ်မှာပါလာတဲ့သူတွေအားလုံးဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်။ဒီဖြစ်စဉ်မှာတာယာရွှေပြည်ဖုံးကြီးကျောင်းကတန်ဃာတော်2ပါးရင်မောင်းဖြစ်သူအသက်36နှစ်အရွယ်မောင်တက်နိုင်ထွန်းနဲ့နောက်လိုက်ဖြစ်သူမောင်ဆန်ရှည်တို့စုစုပေါင်း4ဦးတေဆုံးခဲ့ပါတယ်။တေဆုံးသူတွေရဲ့ရုပ်အလောင်းတွေဟာဦးကောင်းနဲ့လက်တွေကြေမွသွားတဲ့အထိပျက်စီးခဲ့ရပြီးအယိုးကျိုးတာအုံနောက်ပွင့်ထွက်တာရဲ့အထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ရုပ်အလောင်းတွေကိုနီးစပ်ရာတပ်နယ်တစ်ခုမှဆွဲထုတ်ပို့ဆောင်ထားပြီးဇာတိဖြစ်တဲ့တနိုင်းမြို့ကိုပြန်လည်တည်ဆောင်ဖို့မိသားစုဝင်တွေကတွားရောက်နေကြပြီဖြစ်ပါတယ်။မန္တလေးကနေတနိုင်းအထိဟာခရီးလမ်းအလွန်ဝေးတယ်လို့လမ်းခရီးမှာလည်းအတက်အဆင်းကုန်းတွေအလွန်များပါတယ်။အခုဖြစ်စဉ်မှာလည်းရင်တက်တန်းတိုးပြီးအပြန်မှာစက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်အခုလိုအသက်တွေပေးလိုက်ရတာဟာတကယ့်ကိုနှမျောဖို့ကောင်းပါတယ်။ဒါကြောင့်ခရီးဝေးမောင်းနေမဲ့ရင်မောင်းတွေအနေနဲ့ကားရဲ့ brake နဲ့စက်ပိုင်းဆိုင်ရာတွေကိုအမြဲမပြတ်စစ်ဆေးကြဖို့နဲ့ကုန်းစင်းတွေမှာအရှိန်ကိုအထူးတတိထားကြဖို့တိုက်တွန်းခြင်းပါတယ်။အခုလိုမျိုးထူးခြားတဲ့သတင်းထူးသတင်းဦးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမလို့ကျွန်တော်တို့ရဲ့ရွှေပြည် news ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲဘေးကင်းကြပါစေ။